ရေချင်းရှိတဲ့ပြည်သူကိုစီးရုံးနိုင်တဲ့လူတွေကဟုတ်လားဒီနိုင်ငံတော်ကြီးမှာအကြမ်းမဖက်လမ်းစဉ်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းနိုင်တဲ့လမ်းစဉ်ထုံးကားလာအောင်ဒေါ်အောင်ဆန်းစုကြည်ပဲလုပ်ပေးနိုင်တာအဲ့ဒီလိုအရေးချင်းမျိုးကဒေါ်အောင်ဆန်းစုကြည်မှာပဲရှိတယ်ဘူးလက်ကြီးရဲ့ခင်ဗျားတို့မှမရှိဘူးကျွန်တော်မှလည်းမရှိဘူးအဲ့လိုအရေးချင်းရှိတဲ့လူကိုခင်ဗျား0ပဲအရေးချင်းမရှိဘူး0ခင်ဗျားစကားပါစကားလေခင်ဗျားဖြေရှင်းကျွန်တော်နေပြည်တော်လာခဲ့ရမလားဟမ်နေပြည်တော်လာပြီးဟိုအောင်မင်းကိုရှင်းလို့ခင်ဗျားလာဖြေရှင်းရမလားပြောလိုက်ကျွန်တော်လာခဲ့မယ်နေပြည်တော်ဘူးလက်ကြီးခင်ဗျားစကားကြည့်ပြောစကားကြည့်ပြောဘူးလက်ကြီးကျွန်တော်နေပြည်တော်လာခဲ့ရမှာခင်ဗျားဖြည့်ရှင်းနေတယ်ခင်ဗျားအဲ့လိုပြောခင်ဗျားစကားခင်ဗျားပြန်ရုပ်သိမ်းလိုက်ဒေါ်ဆန်းစုကြည်မှာအရေးချင်းမရှိဘူး0ပဲဆိုတာဒါလောက်တောင်ပြည်သူကိုစီးရုံးနိုင်တဲ့နိုင်ငံရေးသမားကြီးအမျိုးသမီးကြီးတယောက်ကိုဗျာခင်ဗျားကဘာပေါ်မှာတော့သူ့လိုပြည်သူကိုစီးရုံးနိုင်တဲ့နိုင်ငံရေးသမားဆိုတာရှားတယ်မြန်မာပြည်မှာဆိုရှိအောင်မရှိဘူးသူတယောက်ပဲရှိတယ်အခုလောလောဆယ်မှာသူတယောက်ပဲရှိတယ်မြန်မာပြည်မှာအခုလောလောဆယ်ပြည်သူကိုစီးရုံးနိုင်တဲ့နိုင်ငံရေးသမားဆိုတာဒေါ်အောင်ဆန်းကြီးတယောက်ပဲရှိတယ်ခင်ဗျားမှတ်တာလူဦးရေတန်း50ကျော်မှာဒေါ်အောင်ဆန်းစုကြည်တယောက်ပဲရှိတယ်အဲ့ဒီတယောက်ဒီလောက်ကောင်းတဲ့အရေးချင်းကိုခင်ဗျားအရေးချင်းမရှိဘူး0ပြောခင်ဗျားကျွန်တော်မမိုက်ရိုင်းကျင်တော့ဘူးเนาะကျွန်တော်ထောင်ထဲမှာလည်းကျွန်တော်စဉ်းစားတယ်ငါဒီတစ်ခါပြန်ထွက်ရင်တော့ဆဲရဆိုတာမလုပ်တော့ဘူးကျွန်တော်ဆုံးဖြတ်ထားလို့เนาะကျွန်တော်ကိုကျွန်တော်ဆုံးဖြတ်ထားလို့เนาะကျွန်တော်မဆဲတော့ဘူးเนาะခင်ဗျားဘူးလက်ကြီးကျော်စိုးဦးเนาะခင်ဗျားတို့2ယောက်လုံးနော်နေပြီးတော့တက်လာရမလားအဲ့ဒါတက်လာတော့ခင်ဗျားတို့ပတ်ပြေးနေဦးမှာအောင်မင်းတော်မှာမနှဲခေါ်ရအောင်မင်းတော်မှာမနှဲဟိုလိုက်တွေလွှတ်ပြီးမနှဲခေါ်မှာအောင်မင်းကကြောက်နဲ့ဟိုလွယ်အိတ်လေးတစ်လုံးနဲ့ဟို तू ကြောက်လို့တနတ်ထဲလာတာဗောဗျကျွန်တော်စီလာတာ तू ကြောက်နေတာ तू တနတ်ယူလာတယ်ဆိုတာမကြောက်တဲ့လူကတနတ်မယူလာဘူးသဘောပေါက်လားကြောက်လို့တနတ်ယူလာတာသူကြောက်လို့သူကျွန်တော်ကြောက်လို့သူသနတ်ယူလာတာဟုတ်တယ်မလားမကြောက်တဲ့လူဆိုဘာသနတ်ကန်လာစားအကြောင်းရှိတယ်အောင်မင်းကကြောက်နေတာကျွန်တော်စီလာဖို့ကြောက်နေတာနာဆင်မပြောတာကြားလိုက်ပါရယ် USCB နဲ့မတူတဲ့အချက်ကလေးကျွန်တော်တို့တက်ကွက်လေးချက်တော့ပြန်ပြောပြပါကျေးဇူးပါရှင်ကျမတို့ကလေ USCB နဲ့မတူတာပါလဲဆို USCB ဒီအရင်ပေါ့နော်ဟိုပါပေါ့ချန်ခိုင်ရင်းနဲ့ဖွင့်မျိုးရေးအတင်းဆိုပြီးတော့မှအရင်ဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်ကရင်ဟိုအတင်းဖွဲ့ခဲ့တာပေါ့နော်အတင်းဖွဲ့ပြီးတော့မှပြီးလို့ရှိရင်ဟာပေါ့ဒါအုပ်ချုပ်ခဲ့တဲ့အစိုးရကနေတည်ထောင်ခဲ့တဲ့အတင်းဆိုတဲ့အခါကျတော့ဟိုမြေတို့အဆောက်အဦတို့ဒါငွေရေးကြေးတို့ပိုင်ဆိုင်မှုတွေအများကြီးရှိပါတယ်ရှင်ပြီးလို့ရှိရင်လည်းအဲ့အတင်းကနေတစ်စင်ပါတီဖြစ်လာတာပေါ့နော်ပါတီဖြစ်လာတယ်အများစုကတော့တပ်မတော်သားကိုယ်စားလှယ်တွေကတွားကြတာပေါ့နော်အဲ့မှာထိပ်ပိုင်းကောင်းဆောင်တွေလည်းဟိုတပ်မတော်အရာရှိကြီးတွေများတယ်ပေါ့နော်ဒါကတော့ USDP ပါရှင်ကျမတို့ကပြည်သူလူထုကြားတွေကပေါက်ဖွာလာတဲ့ပါတီဖြစ်ပါတယ်ရှင်ကျမတို့ကကိုထူကိုထနဲ့ကိုယ့်အိတ်ကိုစိုက်ပြီးတော့မှဒီမိုးရဲလေထဲမှာခက်ခဲရင်းနဲ့ရှင်တန်ပေါက်ဖွာလာတဲ့ပါတီဖြစ်ပါတယ်ရှင်အခုချိန်မှာတော့ဟို NLD ကမရှိတော့တဲ့အတွက်ပေါ့နော် NLD ကမရှိတော့တဲ့အတွက်ကျမတို့ဟိုအပြာနဲ့အစိမ့်မကြံတယ်လို့ဖြစ်တာပေါ့ဒါပေမဲ့ဟိုကျမတို့ရဲ့ပါတီကဟိုပါပေါ့ကျမတို့ငွေပေးပြီးမဲဆွဲတာမျိုးကျမတို့မယုံကြည်ပါဘူးတချို့ပါတီတွေကပေါ့နော်သူတို့ပါတီပါနိုင်ငံရေးတပါရှိရလို့မရှိတော့ခြားပါတီရတယ်ကျွန်တော်တို့ USDP ကလူတွေရောဘယ်ကလူရောဟိုကလူတွေအကုန်ဖိတ်ခေါ်ပါတယ်တဲ့သူတို့ပါတီဝင်ကြပါတယ်သူတို့ပါတီစစ်ကောက်တော့လိုက်နာပါလေတက်ကလူတွေလည်းကာကွယ်ရေးအတွေ့အကြုံရှိရလူစီးတွေ့ကြုံစီးမြင်ရှိရလူဒါတွေသူတို့စီလာပူပေါင်းမှာဆိုဖိတ်ခေါ်တယ်ကျွန်တော်တို့ USDP ကတော့အဲ့လိုမဟုတ်ကျွန်တော်တို့ USDP ကတော့အစားအစာရဘက်စုံပြည်စုံတဲ့ဌာနစုံမှာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ရရှိပြီးသားဟုတ်လားတိတ်ပိတ်ခေါ်ကြမလို့ကျွန်တော်ကဟိုအချင်းပြေးသွားတဲ့ပါတီလို့ပြောနေတော့နော်အချင်းပြေးသွားတဲ့ပါတီအဲ့တော့လာမယ်ဟလာရွေးကောက်ပွဲမှာလေဟိုတိတ်ပြီးတော့စားလို့မရဘူး NLD လက်ထဲကိုထည့်လိုက်တာဘာမှမဟုတ်ဘူးရောအမားကြီးတွေအများကြီးလုပ်တယ်အဲ့တော့ NLD ကလက်ခွက်ထွက်လာတဲ့ပါတီလေးတွေကလည်းအကြီးအကျယ်အမားမလုပ်တော့မှအသေးအမွားအမားလေးတွေလုပ်နိုင်တယ်သေးမွားမားလေးကိုလှုပ်လို့ကိုမဖြစ်တိုင်းပြည်ကအခုချိန်မှာမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုမှန်ကန်သွားမှသာလျှင်နဲတူပန်းပြီးတော့လှုပ်ရှားမယ်အနေနဲ့ဖြစ်တဲ့အတွက်အရွေးမမဟုတ်လို့လေကျွန်တော်တို့အနီးကတော့မရှိတော့ဘူးအစိမ်းရှိတယ်အပြာရှိတယ်အဝါရှိတယ်စသဖြင့်ပေါ့နော်အဲ့တော့ဘယ်သူ့ကိုရွေးရမလဲဆိုတော့ဟိုဦးသိစိန်လက်ထက်ကကျွန်တော်တို့ဟိုတာယာတဲ့9နှစ်ကိုတွားကြပါလို့ကျွန်တော်တိုက်တွန်းနေတယ်အဲ့တော့ဒီချိန်မှာတော့ဟိုပါတီကကောင်းဒီပါတီကကောင်းလို့မိဘပြည်သူတွေကဒီလိုစဉ်းစားပါတော့နော်အဲ့တော့ကျွန်တော်တို့ကအသေးချမယ်ဗျာမဟုတ်ပါအုံနောက်ကြားမယ်ဗျာအုံနောက်နဲ့စဉ်းစားပါအုံနောက်နဲ့စဉ်းစားပြီးတော့ပါတီမဲထည့်တင်တယ်လေခုချိန်မှာတော့လာပါပဲကျွန်တော်တို့မဲထည့်ပါကျမတို့မဲထည့်ပါစသဖြင့်ဒီလိုပြောပါမယ်မိဘပြည်သူတွေကျွန်တော်ပြောချင်တာဘူကောင်းတင်ပြောတဲ့စကားလေးကိုညာတို့ကျွန်တော်လည်းပြောပြဘူကောင်းတင်က
မမြဝင်းကိုပြောတာပေါ့နော်မမြဝင်းကလည်းပေါင်းလေးကိုတိုက်ရမလို့အချစ်ကိုတိုက်ရမလို့ဖြစ်နေတဲ့အချိန်မှာပေါင်းလေးပြောစကားလေးသူရည်သေးတယ်ပေါင်းလေးကရည်လို့ရှိရင်ပါဇက်ပိတ်ကြီးရဗျာပါဇက်ဟာမြည် အာ စိတ်ဆင်းရဲခံပြီးကလင်နန်ဖက်နင်းမနေပါနဲ့တော့မမြဝင်းရင် အလား ကိုကြီးဘက်ကိုသာပြက်ပြက်သားသားတစ်ဖက်သက်နင်းချပြီးကြက်ခိုင်ယူမဲပေးပါလို့တင်ပြလိုက်